အားလုံးပဲမင်္ဂလာပါနေ့ကငါပတိငါ300နဲ့ break line main ပေးရတဲ့ကထွက်သွားပါတယ်ပေါ့နော်ပြီးတော့ခွေပူတဲ့ကခွေပူတဲ့66အောင်ရနော်5 break နဲ့5တစ်လုံးပဲကြံပါတယ်တပတ်စာနေ့ကအချိန်မှာပေါ့ဒီနေ့21ရက်ဘာလာ2026နညနှစ်လေးချိန်မှာနှစ်လေးချိန်နှစ်လေးပတ်တိနှစ်ခွန်16ကီပါနှစ်ခွန်နှစ်6လေးနှစ်လေးခွန်လေးလေး6နှစ်ခွန်နဲ့လေးခွန်နဲ့main អော်ပါနှစ်ခွန်16ကီပါပေါ့နော်ဒီဟာလေးကိုထည့်ထုတ်ပေးပါ9နှစ်5 4 5 8ပါအားလုံးပဲပေါက်ကြပါစေ channel လေးကို like subscribe လုပ်ပြီးတော့ share ပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်